မျိုးသမီးရဲ့ခန္ဓာကိုယ်ဟာကွဲအပ်နေတဲ့ကြွေးတွေဖြစ်ပြောင်းလဲတော့မဲ့အခြေအနေကိုရောက်နေပါပြီဒါပေမဲ့အမျိုးသားကသူမရဲ့အချစ်ကိုတန်တရားဝင်ပြီးဘေးကိုထုတ်တဲ့အခါမှာတော့အမျိုးသမီးဟာဝမ်းနဲ့စွာနဲ့မျက်ရည်ကျခဲ့ပါတယ်သူမဟာမိမိကိုယ်ကိုခုခံကာကွယ်ခြင်းမပြုဘဲသူမရဲ့အချစ်ကိုတက်တည်ပြဖို့အတွက်သူမရဲ့နှလုံးသားကိုထုတ်ပြီးထိုအမျိုးသားကိုပေးခဲ့ပါတယ်ဒါပေမဲ့ထိုလုံးသားဟာအချိန်နဲ့ငယ်ပဲခုန်ပြီးနောက်မှာတော့အစိတ်စိတ်မောင်မှာပြင်းပြစွာကွဲအပ်သွားခဲ့ပါတယ်နောက်တစ်စက္ကန့်မှာတော့သူမဟာသူမရဲ့ထာဝရအသက်ကိုအဆုံးသတ်လိုက်ပါတယ်ဒါပေမဲ့သူမတိုက်ခဲ့တဲ့ချိန်စာကတော့ပြင်မသွားခဲ့ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကထိုအမျိုးသမီးဟာထိုအမျိုးသားရဲ့အိမ်မှာအစီကံတအုပ်ဖြစ်ခဲ့တာပါသူမဟာအမျိုးသားရဲ့တွေးဆောင်ဖျားယောင်းမှုအောက်မှာသူ့ကိုချစ်မိသွားခဲ့ပါတယ်ဒါပေမဲ့အမျိုးသားဟာမြင့်မြတ်တဲ့အမျိုးသမီးတဦးနဲ့တွေ့ဆုံပြီးနောက်မှာတော့ထိုအမျိုးသမီးကိုကြောက်ခိုင်းစွန့်ပစ်ခဲ့ပါတယ်ဒါကြောင့်ဒေါသထွက်နေတဲ့အမျိုးသမီးဟာဆုံးမတအုပ်ဖြစ်လာဖို့ဆုံးဖြတ်ခဲ့ပြီးမြင့်မြတ်တဲ့အမျိုးသမီးကို6ထဲကနေခုံချတည်ဆုံးအောင်ပထမဆုံးချိန်စာတိုက်ခဲ့တယ်လို့ထိုအမျိုးသားကလည်းဗန်ပိုင်းယာတွေးဆုံဖို့ကောက်ဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်အဲဒီနောက်မှာတော့ထိုလူရုံမာကသူမကိုပြန်ချစ်လာစေဖို့အတွက်အမျိုးသမီးဟာသူမရဲ့တန်ဖိုးရှိတဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုအချစ်ရဲ့အမတ်သားဖြစ်သူ့ကိုပေးခဲ့ပါတယ်နောက်ရာစုနှစ်အနေငယ်ကြာရင်ပြန်တွေ့ကြတာပေါ့ကောင်းလေးလို့အမျိုးသမီးကဆိုပါတယ်အမျိုးသားကိုနှုတ်ဆက်ပြီးနောက်အမျိုးသမီးဟာကောင်းတလားကိုဖြည်းဖြည်းချင်းပိတ်လိုက်ပြီးကောင်းတလားကိုတန်ကျိုးနဲ့ခက်ကမြေအောက်နဲ့ကြီးမှာမြုပ်နှံလိုက်ပါတယ်ဒါပေမဲ့နှစ်ပေါင်း200ကြာတဲ့အခါမှာတော့အင်ချန်ကြီးအချိုးဆောင်တွေကဒီမြေကိုဖော်ထုတ်ခဲ့ကြပြီးအလုပ်သမားတွေဟာကောင်းတလားကိုမတော်တဆတူးဖော်မိခဲ့ကြပါတယ်သူတို့ကတန်ကျိုးကိုပလာယာနဲ့ထည့်လိုက်တဲ့အခါမှာတော့ကောင်းတလားတွေကနေအဖြူရောင်မီးခိုးတွေအများကြီးထွက်လာပြအမျိုးသားဟာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်သူဟာကလစ်စားချင်ဖို့အတွက်ထိုအမျိုးသမီးကိုရှာဖွေချင်ခဲ့ပေမဲ့မြို့မှာအချမ်းသာဆုံးအမျိုးသမီးဖြစ်နေပြီဖြစ်တဲ့ထိုအမျိုးသမီးကတော့အမျိုးသားကိုချစ်နေစေပါပဲသူမဟာလှပတဲ့အနီရောင်ကောင်းဝင်ကိုဝတ်ဆင်ပြီးအမျိုးသားကသူမကိုချစ်လာအောင်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အမျိုးသားဟာမြင့်မြတ်တဲ့အမျိုးသမီးနဲ့ဆင်တူတဲ့မိန်းကလေးတဦးကိုမြင်တဲ့အခါမှာတော့ထိုအမျိုးသမီးကိုပဲထပ်ပြီးချစ်မိသွားပြန်ပါတယ်သူဟာမြင့်မြတ်တဲ့အမျိုးသမီးနဲ့အတူရှိနိုင်မှုအတွက်သူ့စီကပန်ပိုင်းရချိန်စာကိုဖယ်ရှားပေးဖို့သာအမျိုးသမီးကိုတောင်းဆိုခဲ့ပါတယ်ဒါကအမျိုးသမီးရဲ့နှလုံးသားကိုခြေခွဲစေခဲ့ပြီးသူမဟာအမျိုးသားကိုမြေအောက်မှာပြန်ပြီးနှုတ်နှံမှုကြိုးစားရကနေနှစ်ဦးသားတက်ခဲ့ကြပါတယ်အမျိုးသမီးကစုပ်တက်ကိုအသုံးပြုပြီးအမျိုးသားကိုချုပ်နှောင်ထားနိုင်ခဲ့ပေမဲ့ထိုအမျိုးသားရဲ့မျိုးဆက်ဖြစ်တဲ့ကောင်လေးတယောက်ပေါ်လာပြီးသူ့အမေရဲ့ဝိညာဉ်ကိုဆင့်ခေါ်ခဲ့ပါတယ်ဝိညာဉ်ရဲ့အော်ဟစ်တန်ကြောင့်အမျိုးသမီးဟာလွတ်ဆင်သွားပြီးမိဆိုင်နဲ့ရိုက်မိကတိတ်ဆုံးတော့မဲ့အခြေအနေကိုရောက်သွားပါတယ်အမျိုးသားဟာသူမအပေါ်နောင်တနေငယ်နဲ့နှုတ်ဆက်စကားပြတော့ခဲ့ပေမဲ့ဒါဟာသူမမျှော်လင့်တဲ့အချစ်မျိုးမဟုတ်တဲ့အတွက်အမျိုးသမီးဟာချိန်စာကိုမဖြေပေးဘဲတိတ်ဆုံးသွားခဲ့ပါတယ်